ကျွန်တော်ကြိုးစားခဲ့ရတာပါအတိတ်မှာတော့ထံရများစွာလောကရန်ငါရဲ့ရိုက်ပုတ်ချင်များကဝါသနာနဲ့ဘဝမညီမျှခဲ့လေတာမျက်နှာငယ်ခံအောက်ကြနောက်ကြအမှုပညာလောကထဲမှာကြိုးစားရင်နဲ့ဒီခြေနေဖြစ်လာပြန်ပြောင်းမှတွေးကြည့်ရင်သာတစ်ချိန်လုံးငါဘဝတွေကိုရင်နာကျွန်တော်ဘဝငယ်ရွယ်စဉ်ဒုက္ခတရေတည်ခဲ့တဲ့အမှုပညာကျွန်တော်ကြိုးစားခဲ့ရတာပါအတိတ်မှာတော့ထံရများစွာ